ကဲဝမ်းသာစရာပဲကျွန်တော်ရဲ့ရွှေမျိုးတွေကျွန်တော်မနေ့ကဗီဒီယိုထဲမှာအခမဲ့လက်ဆောင်ပေးခဲ့တဲ့9000တန်မွေးကကြီးကတော့အခုပဲအောင်မြင်ခဲ့ပြီးတိုင်းစီကငွေထုတ်သွားနိုင်ကြပါပြီတို့ကျွန်တော်ကိုယုံကြည်ပြီးအားပေးခဲ့တဲ့အမျိုးတွေအားလုံးပဲအခုအောင်ဝက်ခံလိုက်ကြရအောင်ပါကျွန်တော်ရဲ့ဒီမိအတွက်မာကီလည်းမှန်ခဲ့ပါတယ်နော်အခုကတော့ညနေ4နာရီခွဲမှာခွက်ချိမဲ့ညနေအပိုင်းကတန်းအော်ခွက်ကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ညနေအတွက်ကိုငါတစ်ပတ်တီးကို share ဆော်ကြဖို့ကြံပေးပြစီအထူးအနေနဲ့တစ်ခွက်ကောင်းနှစ်ခွက်ကောင်းထိုးကျင်တဲ့သူတွေတော့ကတော့9နှစ်နဲ့1နဲ့ဆိုပြီးတဲဆိုပြီးအိတ်နဲ့အပြည့်ကိုငွေတော့ပိတ်လိုက်ကြပါတော့ပြုတ်ကျွန်တော်စီမှာလူကြီးမှုအပြည့်နဲ့ဒူးရီလာကန်ဆန်းနဲ့မျိုးတွေဘက်ကိုလည်းပဲတသိန်းတန်လေးလုံးအခွေဘူးကတ်ကိုလက်ဆောင်ပေးနေတာမလို့ညနေမှလည်းတိုင်းကိုအလဲထိုးကြည့်ရင်အခုပဲကျွန်တော်စီမှာလာရောက်ပြီးကန်ဆန်းပြီးလက်ဆောင်ရယူလိုက်ကြအောင်ပြုတ်မနေ့ကအောင်ဝဲကိုညနေမှလည်းစက်တင်ထားနိုင်ဖို့အားလုံးကိုဆူတောင်းပေးလိုက်ပါတယ်အားလုံးငွေကြီးပိုင်နိုင်ကြပါသေးဗျ